ကိုဖိလို့ကြိုက်တာကျန်စရာလေးနေကြမအောင်တော့နေကြမအောင်တော့မလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုတော့မလုပ်ပါနဲ့လုပ်ပါနဲ့လုပ်ပါနဲ့ကြောက်ချမ်းကျွန်တော်ကမှအကြံရတယ်အကြံတော့ဒီရောက်ွက်ထဲမှာအားလုံးက10 D တွေပဲဆိုတော့ဟိုလက်ရှိမှာလည်းအမားတရုပ်ဆောင်ကျွန်တော်ဒရိုက်တာဆိုတော့သူတို့ကိုခေါ်ပြီးကျွန်တော်တို့ YouTube channel ဖွင့်ပြီးတော့ဇလန်းလိုလေးတွေကြိုက်လိုက်ရင်အဆင်မပြေဘူးလားအလူရှိလားအကုန်လုံးကတစ်တော့မဆယ်လီတစ်ပိုင်းနေဖြစ်နေတယ်မင်းငါတို့ရက်ွက်ထဲတုန်း50ရောက်ရှိတယ်ဆယ်လီရက်ွက်ထဲမှာအကုန်လုံးဟုတ်တယ်ဗျာအခုတော့စုမြတ်တော့ဟာအကုန်ဆယ်လီတွေပြည့်ကုန်ပြီရှောင်းတခင်ပစိန်ရေးတွင်ချမ်းနှမျောတန်းတာလေးချင်းနှမျောတန်းတာလေးချင်းဝင်လာကြပြီလားဝင်လာကြပြီလားအားလုံးတနငယ်သိန်းတနငယ်သိန်းငါပစိန်ရေးတွင်ဆုံးပါပေါ့ယူကျုံရဲ့ပဲစီမရနိုင်ဘူးကဲကြပါဦးကဲကြပါဦးဒုက္ခတွေများလာပါပေါ့ဒုက္ခတွေများလာပါပေါ့တကယ်ကြီးဟာအော်ပြီဟာပြရမတွေ့တာကြာပြီအဲ့လေနော်ဘာမှမပြောင်းလဲဘူးဒါသာမပြောင်းလဲတာမင်းတို့ကပြောင်းလဲသွားရနော်မန္တလေးမှာအောင်မြင်တယ်လို့ကြားတယ်အောင်မင်းကားတွေငါအမြဲတမ်းကြည့်ရတယ်ရဲမိုက်တယ်နော်ဟာနစ်ဖန်ဖြစ်နေပြီနစ်ဖန်ဖြစ်နေပြီနစ်ဖန်တွေကိုခင်တယ်မလားဟာလေနစ်ဖန်တွေဆိုခင်တယ်မလားအေးပါဒီမှာဆိုစသနာခုချိန်ရှိတော့အော်ငါမင်းသားတွေကွာမင်းသားကဒါလေးရတယ်အဲ့တိုင်းပဲတော့မပြောင်းလဲနဲ့ငယ်ငယ်လေးတက်ထားပဲဟာအခုချိန်ငယ်ယူလည်းမပြောင်းချောတော့နာတော့အဲ့နဲ့ဒီဘာလုပ်နေလဲဟာတစ်တော့ဆော့နေလေတစ်တော့ဆော့တစ်တော့မှာငါတော့အောင်မြင်နေပြီဆယ်လီတစ်ပိုင်းဖြစ်နေပြီငါ့ကိုအားပေးတဲ့လူ3ယောက်တောင်ရှိတယ်3ယောက်တော့အားပေးတဲ့လူက3ယောက်တောင်ရှိတယ်မနာလေ3ယောက်ဆိုတာအမာခံကအမျိုးတွေကျန်တာဖန်တော့3မီလီယံလောက်ရှိတယ်3မီလီယံလောက်ရှိတယ်တစ်တော့မှာအောင်မြင်နေပြီတော့တော်တော်သွားတာမျက်စိတော်မားတယ်ဗျာမနေရိုက်ရှာတယ်မားဆိုမင်းတို့ပြောင်းရလဲ10စုနဲ့10စုတော့ဖြစ်နေမင်းရလဲရက်ွက်ထဲမှာအကုန်လုံးအောင်မြင်တိုးတက်ကြီးဝါချမ်းသာသွားကြပြီအကုန်လုံးရက်ွက်ထဲမှာဟာအကုန်ချမ်းသာအကုန်အဆင်ပြေနေပြီမင်းနဲ့ငငယ်ကပေါင်းတဲ့ကောင်းနေလေကလေးလေးတွေနှချီးတွဲလောင်းစောကြတာအခုအဲ့လိုမဟုတ်တော့ဘူးနော်အကုန်လုံးကအောင်မြင်နေကြပြီအကုန်လုံးကတစ်တော့မဆယ်လီတစ်ပိုင်းနေဖြစ်နေတယ်မင်းငါတို့ရက်ွက်ထဲတုန်း50ရောက်ရှိတယ်ဆယ်လီရက်ွက်ထဲမှာအကုန်လုံးဟုတ်တယ်ဗျာအခုတော့စုမြတ်တော့ဟာအကုန်ဆယ်လီတွေပြည့်ကုန်ပြီငါလိုက်ပြမယ်လားသွားမယ်လားလာဒီထားကြလို့ရလားရတာဗောတကယ်လည်းဘာလို့ထားကြလို့မရမှာဟဲ့ဒီဒါငါပိုင်ငါနေရငါတို့ကလူ3ယောက်ဆိုင်ကတစ်စီးတည်းနဲ့ဘယ်လိုလုပ်မလဲဟာဘာမှလှုပ်ရှားမလို့ငါ့ရင်ရှိမှာပဲဟာထားခဲ့မပြောင်းဘူးဘာကိုရက်ကတော့ကိစ္စပြောင်းရင်လည်းတစ်စီးလုံးပဲမဲလေလာ3ခွက်ပဲရပါမလားရတယ်ပြီးကြမှာဟိုနေ့မှာပြန်နိုင်မယ်မှပြန်နိုင်1 2 3 goရပြီအဲ့ဒါကတိုက်နေတာကတိုက်နေတာငါတို့ဟုတ်တာဗျာမေ့ပါပဲရောက်အေးဟောဒီနေ့ကြရင်ဒီနေ့ငါတို့အစ်စ်လေးတင်မယ်နော်မနေ့ကပုံစံနဲ့မတူအောင်နော်မတူစရာဘူးမှတ်မိတယ်နော်ငါအကုန်မှတ်မိတယ်โอเคငါတို့ follower ကြီးတောင်းဆိုနေတယ်လို့နေခဏကင်မရာခေါင်းလိုက်ရပြီလားအဲဆွဲပြီနော်ဟာဆွဲပြီနော်မာကုန်ပြီလေဟောမင်းသားနေတာလာပြန်လို့မယ်လားပြန်လို့ပါမှာပြန်လို့မယ်ကြောင်းလာပြီဒါအိမ်ဖြစ်သွားပြီတစ်တွေအဲ့အာမလွတ်တာအာယုံမောင်ဖေးရလေဟေးအောင်နေတေချာတိုက်နော်
တေချာဇက်တိုက်ပြီးမှရိုက်မင်းတို့ဟိုတခါလို့ထီလို့ဈေးကန်းသွားနေအောင်မယ် ဟုတ်ဖိုက်တင်ချနေတာ စီးပဲ fighting ဆယ်လီတွေအဲ့ကောင်နေ အော်တစ်တော့ဆော့နေရပဲ တစ်တော့ဆော့နေတာတေချာလို့ငါကြည့်နေရတော့ရောက်နေ ကျွန်တော်အားပေးနော် ငါ့ကိုလည်းအားပေးဦး အားပေးတယ်လေတို့လေအားပေးနေ အားပေးနေတာ ဟေ့ထက် ကြာလုံးလိုက်တော့ကွာ ဖဖိုင်မယ် ဖဖိုင်မယ် โอเคထားရောကြာရောဖဲမရောရောအားရောဘာဒီပြန်ပြီးသွားမင်းရလေ ဟဲ့နုံညောင်းနော်ဟိုငါပြောတိုင်းလေးပဲလုပ်ပေးနော်အေးပါနော်နင်ကမောင်ငါမောင်နင်ကကိုကိုဟုတ်ပြီနော်ဟဲ့ရိုက်တော့မယ်နော်အစင်းနော်ရိုက်တော့မယ်ဆင်းရငါကအပြီးအဲ့ဒါလုပ်မယ်ပြန်လို့ကျွန်တော်နမဆင်းရေးလို့你冇理，你我说来着理，别，你我说来着理，说理，你不是别，毛，俺对嘛，你咋办？俺对话的，哎，录别录。对，这不讲来的，那看你来啊！ဟေး 啥？ မရှိကိုမနေနိုင်ဘူးလေကိုမဖြစ်တာလေ 我比毛贵。 ရမ်းချစ် 可能吧，你家宝，俺လုံးမယ်，俺လုံးမယ်လေ，你弄那个说，给他牛那个平台来这个米，我不理，俺弄吧。မလုပ်ပါနဲ့ဟိုဆိုအဲ့ဒါလုံးအောင်မယ်လေဒီတော့အဲ့လိုအရင်ဆွေးပါငါမင်းမချစ်ဆိုတော့ကြပါအောင်ရှင်နေကြပါအောင်ရှင်လာမယ်လေဒူလာမယ်အေးပြပြန်လို့စားတယ်လို့မယ်တဲ့ချက်ပေါ်ကောင်းလိုက်တာနှခမ်းနေအပ္ပကြိုက်တာမူမဖေးလေးကြိုက်တာနေမဖေးလေးကိုကြိုက်တာကျန်တယ်လေနေကြပါဦးတော့ဘလပနဲ့ဟိုတော့မလုပ်ပါနဲ့ဘာတော့ဟုတ်တယ်ဒီဒီညာညာကငါကအဲ့ကပြောတော့တော့ပါရမလားပါရကြာကြာပဲတိုက်ပဲကဲလည်းနေတော့မယ်အေးမိုက်တဲ့ကိုထွေးခင်မိုက်တဲ့ကိုထွေးခင် အေးဟုတ်တယ် မိုက်ရောတော့ဆိုရပါလား အာကဘာကဘာ မလုပ်ပါဘူးရလာပါမရလား မရသေးဘူးနင်တို့ငငယ်တော့မပြောင်းခင်တော့အဲ့ကောင်ငငယ်လေးတွေ့လားယောက်ျားစိတ်အခုကြီးလာတော့ပွင့်သွားတော့ဟိုမှာကြီးလင်းနေရောက်နေဒါသူနောက်စားမဲ့လင်းငယ်ဆုံးလေးတကယ်ပြောနေတာဟုတ်လားမဟုတ်လားပြော ဟုတ်ပါတယ်စင်ကြီး တစ်တော့မှသူလည်းအောင်မြင်နေပြီ ဟလား ဟာအပွင့်မကြီးဆိုပြီးတော့ အပုံးမကြီးဆိုပြီးတော့ ပွင့်နေပြီမင်းကဘာလဲသွားမလား ကျွန်တော်ပြောမယ်ဟေးလို့ဗါလဲမိုက်တဲ့ကိုထွေးခင်တင်းမပြိုင်းတော့ရပြန်လေပြရကိုထွေးခင်ကဲမိုက်တဲ့ကိုထွေးခင်ကဲခမင်းကြောက်ရ ဟာတရက်ကွာလို့မြင်တဲ့အတိုင်းပဲတွေ့လား တော်နော်ကို ဟုတ်ပါဗျာတဲ့ဘလို့ဆယ်လီတွေကြီးပဲ ဆယ်လီသူကငါအောင်မြင်နေတဲ့လူတွေကြီးပဲ ဟောမရောက်လာကြဟုတ် ဒါလေရတယ်ကွာ အော် ဟုတ်ချင်ဘာလဲမသိဘူးဟယ်လိုအကြီးပြောအော်ဟုတ်ကျွန်တော်ခုလာခဲ့မယ်ဒါပဲနော် အဲ့ဒီပြန်ပြီလေ ဟုတ်ချင်မူရေးကြီးလို့တဲ့လမ်းဟောလို့ ဟော သွားတယ်မယ်အဲ့ဒါမျိုးဒီတိုင်းသွားလိုက်လမ်းမမိတယ် လေမမလေကိုလေးလေး ဆိုင်ငယ်ရှိတယ်သွားအိမ်ထဲဝင်လဲဝင်မဝင်လဲအဲ့မှာဆိုင်ငယ်ယူပြီးပြန်နေတော့ ဟုတ်ကဲ့ နောက်နေ့တွေ့မယ် ဟုတ်ကဲ့ပါ နောက်နေ့လာခဲ့တော့ လာခဲ့တကယ်ကြီးတက် ဟောနေမှာကျွန်တော်ခုမှအကြံရတယ်မှာ အကြံတော့ ဒီရောက်ွက်ထဲမှာအားလုံးကဆယ်လီတွေပဲဆိုတော့ဟိုလက်ရှိမှာလည်းအမတရုပ်ဆောင်ကျွန်တော်ဒရိုက်တာဆိုတော့သူတို့ခေါ်ပြီးကျွန်တော်တို့ YouTube channel ဖွင့်ပေးပြီးတော့ဇလန်းတို့လေးတွေကြိုက်လိုက်ရင်အဆင်မပြေဘူးလား အော်အေးမစိုးအခုက TikTok ခင်းဆိုတော့ငါတို့ကသူတို့ဆယ်လီတွေအားလုံးစုပြီးတော့နေရာလက်ထိုက်တာလုပ်နေပြီငါလည်းတယောက်ဆောင်ဖြစ်တယ်ဆိုတော့သူတို့အားလုံးစုပြီးတော့ YouTube channel မှာဇလန်းတို့လေးတွေရိုက်လိုက်ရင်အေးမစိုးတော့ဒါလည်းစီးပွားရေးတွေ အဲ့ဒါတခုပဲလေအမလည်းအဆင်ပြေကျွန်တော်လည်းအဆင်ပြေပါအမရဲ့ အဲ့ဒါနဲ့သူတို့ဘယ်လိုပြောမလဲ ဟောဘယ်လိုရောက်မှာလဲအမရဲ့ရောက်ွက်ထဲမှာကိုပန်ရော့ပြီးနေရပဲကိုပန်ရော့ဖုန်းဆက်ပြီးကျွန်တော်တို့ကိုစုခိုင်းလိုက်မှာပေါ့ အာအေးပြီးအဲ့လိုပိုင်ကျော်ကိုဖုံးဆက်ပြီးတော့နောက်နေ့ကျရင်လူစုခိုင်းလိုက်ငါတို့စုံကြတာ ဟုတ်ကဲ့မှာ အေးစုံငါမှပြောတယ် ဟုတ်ကဲ့မှာကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ရတော့ ဟာရေနေ့လည်းအားလုံးသိနေပါပြီတို့ကြီးပြောလိုက်စမ်းပါရှေးတာ နာမည်တော့အားလုံးသိပြီးပါတငယ်ချင်းတွေပဲဆိုတော့နာမည်တော့ထွေထူးမိတ်မဆက်တော့ဘူးเนาะအဓိကကိုပန်ကျော်အားလုံးစုခိုင်းတဲ့အကြောင်းရတော့တငယ်ချင်းတို့အားလုံးကိုဝင်ငွေတွေရအောင်ဒေါ်လာတွေရအောင် YouTube channel ဖွင့်ပေးမဲ့ကိစ္စကိုပြောမလို့เนาะတကယ်လို့အခုဆိုတကယ်ချင်းအားလုံးကလည်းဆယ်လီဖြစ်သွားကြပြီအဲ့တော့တွတ်တော့မှဒိုင်းတင်နေမယ်ဆိုငါတို့ဘလို့ဝင်ငွေရမှာလဲဟုတ်တယ်နော်တကယ်ချင်းလည်းဘလို့ဒီလက်အောင်မြင်မှာလဲအဲ့တော့ဒီတက်အောင်မြင်အောင် YouTube channel ဖွင့်ပေးမယ် YouTube ကိုရတယ် YouTube ကတွတ်တော့ကဘယ်မှမရဘူး ရ
ရတယ်မ YouTube ကပိုရတယ် YouTube က နီးတိုင်းတော့မတူဘူးပေါ့ တက်တော့ကနေတယ်နော် YouTube ကအများကြီးရတယ်အဲ့တော့ငါတို့မြောက်ကလာထောက်မဲ့ရက်ကွာလူတွေအကုန်လုံးဒေါ်လာသားတွေဖြစ်အောင်ငါကူညီပံ့ပိုးပေးမယ်ဒရိုက်တာကြီးကူညီပံ့ပိုးပေးမယ်အားလုံးဒေါ်လာသားတွေဖြစ်အောင်ကူညီပံ့ပိုးပေးမယ်ဒါပေမဲ့ဟိုတက်တော့လို့တော့မဟုတ်ဘူးနော် YouTube channel ဆိုတော့တက်တော့လို့တော့မဟုတ်ဘူးသူကစီကန်းချန်နည်းနည်းကြီးတယ်နော်စီကန်းချန်နည်းနည်းကြီးတယ်တင်ရင်6တင်လို့မရဘူးနော်ပထမချက်ကတော့သူများတင်ထားတဲ့ဗီဒီယိုယူတင်လို့မရဘူးပြီးတော့သူများတီးထားတဲ့နောက်ခံတင်လို့ယူတီးလို့မရဘူးသူကစီကန်းချန်နည်းနည်းကြီးတယ်သူကတော့အဲ့ဒါတွေကိုယူသုံးမယ်ဆိုရင်သူက copyright ကြီးတယ်ဘာကြီးတာလဲ copyright မဟုတ် copyright အဲ့တော့မင်းတို့လှုပ်ဆိုရင်လောက်တယ်မှာမဟုတ်ဘူးအဲ့တော့ writer ကြီးကအဆက်သားအရာအကုန်လုံးကို admin တယောက်အနေနဲ့အကုန်လုံးကိုအဆင်ပြေအောင်လုပ်ပေးမယ်နော်ဒါပေမဲ့ဟိုကိုယ့်အကိုဖုန်းနဲ့ရိုက်မယ်ဆိုရင် professional မဆန်ဘူးပါဗျာအဲ professional ဆန်အောင် writer ကြီးအားဒီလိုကင်မရာတွေ setting တွေမီးပန်းတွေနဲ့အတစ်တွေနဲ့အားလုံးကိုတည်တည်ကြတက်တက်ရိုက်လေးရိုက်ပေးမယ်နော်အဲ့တော့အားလုံးတပတ်တူကြတယ်မလားအဲ့ဆိုရင်ပြန်ရင် YouTube channel အကုန်လုံးဖွင့်ပေးမယ်အဲဒီနေ့ပထမဆုံးအစမှာတော့ဆရာစဉ်းစားထားတာတော့2ယောက်စရိုက်မယ်နော်အဲ့တော့ဇညွန်လေးတွေစပေးမယ်နော်ဟာဟာ တညွှန်းပေးတယ်အဲ့ဇက်ထုတ်ကိုညဖတ်ခိုင်း ဟုတ်ကဲ့ရတယ်အဲ့တော့ဒါကို2ယောက်ဖတ်နော်ဒါကိုငွေညွန့်2ယောက်ဖတ်နော်ရငွေညွန့်2ယောက်ဖတ်နော်ရကျန်တော့နောက်ကဖတ်လိုက်အောင် ဒီလိုပြပါမယ်ပြပါမယ် အဲ့တော့ဒီပလက် ဆရာပူရရပါလား စားရတော့ပါစားနှစ်ကြောင်းသုံးကြောင်းလည်းပဲကဲအဲ့တော့အရင်ဦးဆုံးကိုလာရညီမလေးလားညီမလေးနဲ့ရင်ရလိုက်မယ်ညီမလေးလားအဖူနာမည်တော့မေးတယ်ဖူလားအပြီးရင်မိုးရန်လာမွန်းတငယ်လားလာမရိုက်မလာပါညီလား ဘေလူကနဲ့ပွင့်နေအဲ့မှာရ ဟောရဲလေ ကဲအဲ့ဒါတော်ကီရပြီနော်ကင်မရာ ready audio ready all ready နော်ကြရိုက်မယ်5 4 3 1 action ချစ်လိုက်တာတဲ့ကိုယုံကြည်တဲ့ဟိုတယ်မှာလိုက်အိပ်ပြီးတယ် တဲ့လေကိုကျေးဇူးအများကြီးတင်ပါတယ်တဲ့ကလေကိုနေကြမှာဟိုတယ်မှာအိတ်ပြီးတာ အဲ့ဆိုတဲ့တခါမှဟိုတယ်မှာမအိပ်ဘူးပေါ့ အရင်ပြိနေလာတော့ကလေသူတို့ကလေဟိုအညာလုံးတောင်းမြနေလို့တဲ့အိတ်ကိုမအိတ်ရဘူးကိုရဲ့ ဟမ်အဲ့ဆိုငါနဲ့ဟိုနောက်မှအိပ်တာပေါ့မတာမ ကတ်ကောင်းလိုက်တာကွာဒါပေမဲ့ဖလိုးလေးကိုနည်းနည်းလေးလိုတယ်နောက်ဆိုရင်ဒီတက်ကောင်းပို့လုံးမယ်နော်ကဲဒီတော့ကပောက်မှာမီလီယံချီမှာနော် ပြီးရင်တော့ရှုံးပါ မီလီယံချီမှာ ဒီလိုမရတော့ဆရာ ညနေပြန်အကုန်ဖွင့်ပေးလိုက်မယ်နော်ဒီနေ့ညတိုင်းဒေါ်လာသားတွေအကုန်ဖြစ်ပြီနော်10လေးဖြစ်ပြီ10လေးမို့7လေးပါဖြစ်ပြီကဲနောက်တော့ထပ်လာမယ်ကဲလားညီမလေးနဲ့ကောင်းလေးလားမြတ်တက်ကောင်းလေးလားခုနတော့ကီတီပေးတာရပြီနော်ကဲအဲ့တော့ကင်မရာ ready audio ready ready ကဲ5 4 3 2 1 action ကိုရမ်းပိတ်ချင် ချစ်ဒီမှာမချစ်နိုင်ပါဘူးဒီမှာ ချစ်လက်ခံပါ အဲ့ချစ်ဒီမှာလက်မခံနိုင်ဘူးဒီမှာမချစ်သူရှိတယ်အဲ့လိုခဏဒီမှာလိုက်ပြောတယ် အဲ့လိုမျိုးပါသူက ဟုတ်ခဏကတ်မဟုတ်မင်းသားဖလိုးလေးနည်းနည်းထုတ်ပြောလေကိုတရုပ်ဆောင်နေတယ်ဒီမှာတို့တက်လေဒီမျိုးလေးသွားလေမင်းသားမင်းသမီးရယ်မင်းသမီးကရမ်းချစ်တာပဲဖလိုးတို့ဒီလိုကြီးဖြစ်ကုန်ပြီလေမင်းသားလေနော်ပြန်ပြောမယ်မကြည့်ဒါလေးခဏကင်တာမင်းသားမဟုတ်မကျန်ပြကြည့်ထားနော်စုကိုရမ်းချစ်တယ်ချစ်ရယ် ချစ်ဒီမှာမချစ်နိုင်ဘူးလို့ပြောနေနော် ကိုချစ်ကိုလက်ကမှစုရယ်တွေ့တယ်မလားဖလိုးတွေတမ်းပါတို့သွားလေမင်းသား တိုးလေးနည်းနည်းတင်ပေးနော် မင်းတို့ရဲ့ချက်လိုက်တာဆိုတော့ပြောင်းနဲ့6နဲ့ရောက်တော့မယ်နော်ပြန်ပြောမယ်ကင်မရာ ready audio ready 5 4 3 1 action သူ့ရဲ့သူ့ကိုရမ်းချစ်တာပဲ ချစ်ဒီမှာမချစ်နိုင် ကိုချစ်ကိုလက်ခံပါသူ ဘူးလက်မခံနိုင်ဘူးချစ်ဒီမှာဒီမှာမချစ်သူရှိတယ် အဲ့လိုတော့မလုပ်ပါနဲ့ မဟုတ်သေးဘူးကတ်မဟုတ်သေးဘူးမင်းသားရဲ့မင်းသားအဲ့ဒီနဲ့တို့တွေပြည့်စုရဲ့ဒီစားစကားပြောတာလေချစ်ခင်ကလေးဖြစ်နေရမှာမင်းသားလက်နောက်ချက်တို့ဖြစ်နေဒီမှာကြီးတို့လိုဖြစ်နေမဟုတ်သေးဘူးလေနော်မကျန်သူကနှလုံးသွင်းရတယ်နော်ကိုကစိုက်ကားသမားဆိုစိုက်ကားသမားပြအောင်နှလုံးသွင်းရတယ်တကယ်ရီးစားစကားပြောဆိုကိုတကယ်ကိုချစ်သူတယောက်ရီးစားစကားပြောသလိုကျူးရနေရတယ်လေစုကိုရမ်းချစ်တာပဲစုရဲ့ကိုချစ်ကိုလက်ခံမှာနော်စုနော် လက်ခံနိုင်ပါဘူးမှာ ပြည့်နော်နောက်ဆုံးချိန်ပဲနော်ဂျူဒီကို3သိန်းနော်ကဲရိုက်မယ်ကင်မရာ ready audio ready 5 4 3 2 1 action သူ့ရဲ့သူ့ကိုရမ်းချစ်တာပဲ ချစ်ဒီမှာမချစ်နိုင်ဘူးလို့ပြောနေနော်လွတ်ဒီမှာလာဒီမှာမချစ်သူရှိတယ် အဲ့လိုမလုပ်ပါနဲ့သူ့ကိုရမ်းချစ် မချစ်နိုင်ဘူးလို့ ဟောကတ်ဟောရပြီမင်းက play ဘတ်နဲ့တင်ပြောလေ ချစ်ရေးလာတာရတာ ဟုတ်ပြေတော့ပြေပါရပါတယ် နောက်လူလွင်ပြောတော့ကျွန်တော်မှတပည့်အများကြီးရှိ ဟောမင်းကိုတပည့်တွေအများကြီးရှိသေးတာဩအေးကဲတော့ကဲ
ကဲအားလုံးပဲဒီနေ့တော့နားလိုက်တော့နောက်နေ့မှဆက်ရမယ်ဒီနေ့ shooting break ကဲနောက်တာဟိုဒီမလေးကပြေးနောက်တော့ဘယ်ကတော့ ဘာပြောနေလဲမင်းသားလဲ မင်းသားဆိုတာမင်းသားတို့ပြောမှာပေါ့ ဒီကကျွန်တော် ဘယ်လိုလဲအောင်ကြတယ်လား ဒါကျွန်တော်ဒီက YouTube channel လုံမင်းသမီးလုံချင်တာလို့လက်တီးမှာအဲ့ဒီရုံလက်ချင်ကေပြတယ် ဒရိုက်တာပြမလာသေးဘူးလား ဟောလာမဘောလို့ ကြားလိုက်တာကြားလိုက်တာ ငါလေးမပေါ်လိုက်သူ့လေသူ့အဲ့ဒါဒီမှာ အောင်မြင်ဝိုင်းမင်းငါ့ရဲ့ရှေ့ထွက်မင်းသားလုံးမလား မင်းသားရုပ်ကလည်းဟဲ့ဝေါမိုက်တယ်ကြည်တယ်သူ့လေပါအဲ့တော့အိုင်ရိုက်တာရဲ့ဒရိုက်တာရဲ့ချစ်ကြရတော့လိုက်တာဟဲ့ကားရကဲအားလုံးမင်္ဂလာပါကဲဒီလောက်တော့ဆုံးနေကြပြီပဲ โอเคခင်ဗျာရတဲ့ရှင်းလေးနဲ့တို့ပြောကြားလို့ နည်းနည်းပဲ okay စပတ်ပါအားလုံးကိုရောက်ပြီနော်ကဲ YouTube channel ဖွင့်လာအားလုံးဆင်ပြေကြတယ်မလား ဟုတ်ပြီပါစီ တောင်းနေကြပြီမလား ခုနကတော့ဝင်တယ်ဟိုးညဘလားပုံနာလို့လေညဘလားပုံနာလို့ငါတွေဝင်းနေဟောလာနေငါတွေဝင်လေ တော့တယ်သူ့ကိုဖြစ်လာမှာပေါ့ ဘယ်လိုဝိတက်များတယ်ငါ30 ငါတခုပဲရှိသေးတယ်ဟဲ့တထောက်လောက်ပါ ဟောတော့$30ရမလဲပါဘူးဆရာတို့လည်းတော့$300လာပေးရတာ ကျိုးသားပေါ့ဒရိုက်တာကြီးကျိုးသား ကဲအားလုံးလည်းလူဆုံးပြီးတော့နော်ဒီနေ့ကတော့ခါကျတော့ခါနားထောင်ပေးပါနားထောင်ပေးပါနော် နားထောင်ပါမယ်ခင်ဗျာလို့ အေးသူ့ထရကတ်တော့မယ်နားထောင်နော် နားထောင်ဒီပါ ကဲဟုတ်ပါပြီ ဟုတ်ပါပြီအဲ့ပါဦးကိုကိုလူကိုလည်းရစမ်းပါ ငါတိုင်းညကိုပြောရအောင်ကြောက်ပြရတာ ပြေးကိုလူကိုရင်ပြေးကိုလူကိုရင်ပြေး အဲ့ဒါခုံနေတဘောလေး အဲ့ဒါရောက်ကဲအားလုံးပဲထိနေရတော့ကွာတော်ထိနေရပါလေကဲအားလုံးပဲနော်အားလုံးခုဆိုရင်အားလုံးကဒေါ်လာသားတွေလည်းပြသွားပြီနော်နာမည်ကြီးဆယ်လေးလည်းပြသွားပြီကျုပ်ဆောင်လည်းပြသွားပြီနော်အဲ့တော့တိုင်းဒီနေ့ပြောပြပေးမှာတော့နော်အားလုံးကိုတင်ပေးမှာဒရမ်မှာပဲနော် ဒရိုက်ပါဒီလိုတီးတာ ဆယ်လဲပါဒီဒရိုင်ဘာတော့သိဘူးလား ဒရိုက်ပါလေးဒါဒရိုက်ပါလေး ငင်းနေပါဒီမှာပြောတာခက်လိုက်ရတယ်သူ့အထဲရောက်တကယ်ကိုတိကနေကိုနေတန်းကွာမင်းဘလို့ပြနေရလဲ အေးတော့တော့နော် နေတော့မယ် အေးနေပါနော် ဟဲ့ဒေါ်လာ9000သာပြီးသူတို့တင်ပေးလိုက်ရော ကဲအဲ့တော့ drama ဆိုတာတော့နော်အရင်တော့ဒိုင်တိုင်းရင်လုပ်ပြမယ်အားလုံးလည်းကြည့်ကြပြီးရင်တက်ပြလို့ရမှာနော်အေးမတိညာဆောင်နေရတဲ့ကိုလည်းကြမှာမတက်ရင်ကိုခိုင်းရမှာကို drama မလုပ်နိုင်ပါပြောမလဲမပါဘူးပေါ့ ပြုတ်ဆောင်အကုန်တက်ရတယ် မပြပြလိုက်ပါနော် ပြုတ်ဆောင်အကုန်တက်ရတယ်ဒရမ်မာအောင်တော့အကုန်တော့ဆယ်စုံကြားနေရမှာစစ်စစ်ထင်အောင်ပြုတ်ဆောင်อ่ะအဲ့ဒါမှပြုတ်ဆောင်ကြတာ ကဲတော့ ဝေးလက်ခုချိန်မှာစူးစမ်းနေရတော့ပြုတ်ဆောင်ဖြစ်တယ်ဆိုပေမဲ့စူးစမ်းနေရတော့ဒါကိုရဲ့ဗားလေးရောဂျူနီယာလေးတွေကတင်ပေးတာ ဒီလာငါတို့ရဲ့ရှေ့တောင်လမ်းပြနော်ရုပ်ရှင်နဲ့ဗီဒီယိုအပုတ်ကောင်ကြီး အားကိုရတာပေါ့ ဟွာတော့ဒီနေ့လာကားကောင်းပြောနေတာကားကောင်းပြောနေတာကဲအားလုံးကဲအခုဆိုရင်ကျွန်တော် drama တတ်တင်မယ်နော်ကျွန်တော်ဆရာကိုတော်တော်ကိုခဏပြောပြသလိုပဲနော်တရုပ်ဆောင်ဆိုတာဘာနဲ့တူလဲမီးပွားလေးတယ်နော်မီးပွားစာလေးအဲ့ဒါတွေကိုကျွန်တော်တို့ကဒိုင်တာလေးကပြင်ပန်းခံပြီးရက်ကပ်ပြီးမှတို့ကထုံးနေတော့ပါလားဟုတ်တယ်နော်အဲ့တော့အားလုံးကိုရက်ကပ်ပေးမယ်လို့ရှိတော့ကိုငင်းခိုင်းနေပါ ပြန်ရက်တော့ပေးလိုက်ရင်လာဒီနားလာ ဟုတ်ဘူးအဲ့ဒါပြောတာမဟုတ်ထုံးနေတော့ပါအောင်ရက်ကပ်ပြီးလို့ရှိလိုက်နော်ဟောကြောင်မလို့ရနဲ့ ဒီဝါရီကိုရက်ခတ်ပြီးလို့ရှိရင်တော့ဘောပေါ့ ကဲ ရပြီလိုက်ရပြီတော့တင်တော့လို့ ကဲအဲ့တော့အားလုံးဒိုင်တိုင်းသိဆောင်ကြမယ်ဒါမှလား ဒီကိုကဲ ကြည့်လိုက်နော်ဒိုင်သိဆောင်ကြမယ်မမောင်ဒီမောင်ရဲရှိတယ်မ ဒီနေ့ကလည်းမောင်နှမတွေလी မဟုတ်ပြုံးဆောင်ပြနေတာမလောက်ကပဲဗျာ တေးဆောင်ပြဟေးတေးဆောင်ပြ ကဲဆောက်ရလို့ရမယ်နော်မ
မောင်ရဲချစ်တယ်မောင်မောင်ချစ်ကိုလက်ခံမှာမောင်နော်မနော် နာကဒီလိုလူကိုပြန်ရှင်းစဉ်းစားလေဒီလိုစဉ်းနဲ့ငါစဉ်းနဲ့စဉ်းစားပေါ့ ကျွန်တော်ချစ်ကိုလက်မခံနိုင်ဘူးနော် နိုးပဲ ရပါတယ်မောင်ရပါမောင်ထက်သားတဲ့သူတွေ့သွားတော့မောင်မချစ်နိုင် ကိုယ့်ကိုစောရက်သိရမှာကိုယ်စဉ် ရပါတယ်မောင်ရပါတွေ့နော်ကဲမွေးရသားလားပါ ကိုယ့်ရဲ့ မွေးသားလားဆရာတို့ပြန်တွေ့ရနော် တိုင်းပြောလို့ တိုင်းပြောနော်ကဲရတော့ပါ အမေ ဘယ်အောင်ရမှာလဲအမ ဟဲ့ဘေး အမေမဟုတ်တာဖွာ โอเค လောက်ပါလေ ကဲ မတာရဲ့ချစ်တယ် ဒီစားထားရကြည့်ဆိုကြည့်ဖားထားတယ်ဒေါ်လာခရက်ထောင်နဲ့ မမဟုတ်ဘူးမဟုတ် မ ကျွန်တော်အရင်ရှိတယ် ဟုတ်တာကျတော့မလားမင်းလည်းမလောင်နဲ့လေ တို့တော့ကောင်းလို့ပြောကဲမောင်ကလည်းအဲ့ဒီပြောတယ်ဒီမှာတိပါလားတိထားတိပါလားဒီပါပြီကျွန်တော်ကပထမဇလန်းညာရိုက်ခဲ့တာဆိုတော့ဖိုင်ဘို3ကမော်ပြီးတော့နေနေတာကဲဒါပဲစပြောမှာနော်မရဲ့မောင်ကျွန်တော်အရင်ရှိတယ်မအဲ့ဒါဒီပဲမြင်ပြောလိုက်အောင်ဟုတ်နော်ကဲဖိုင်ဘို3 2 1 action မဟုတ်ကျွန်တော်ရဲ့ကျွန်တော်စီကိုလည်းခင်ဗျာအိုင်ဖုန်းပေးပါမယ် ဘာဘူးဒီဆောင်မလို့ဘာဘူးရအောင်လေ ကောတော့အားရမရ ကောလိုက်တော့ အဲ့ဒါနေ အဲ့ဆိုင်လား ဒေါ်လာ900မရ ဖေးဖေးလိုက်အတွက်ငါ အေးတို့ရတော့ โอ้ยไปละ သူနေရ ကဲแล้วပြောမောခဏခဏပြောမှာမကျန်မရဲ့မောက်ကျွန်တော်အရင်ချစ်တာပဲမရဲ့ကျွန်တော်ချစ်ကိုလက်ခံပါအားဒီပဲရနော် အချောင်းပါရေ ရမောချမ်းမလေးဘယ်လိုမရအောင်လေ မဟုတ်တော့ မကြည့်ကဲအဲ့လိုဒိုင်ယာယူ5 4 3 1ခေါ်ပေးမယ်နော်ကဲ5 4 3 2 1 action ချစ်တယ်ညီရပါလေ ဒီရ ညီရပါလားဒီကိုစီစိတ်လိုက်နေတာ ကဲတို့တရားလူကမှာဒီမှာသိနေမရအောင်လဲလုပ်နေကြည့်တယ်ပြင်နေ ကျိုင်းလို့နော်လေဆန်းတော်ရှင်းမလို့ကျမချစ်နိုင်ကြလားရှင်းတော့မိုးစိတ်မွေးနေတဲ့မြေတဲ့ကောင်မမချစ်နိုင်ကျုံတယ် အဲ့ဒါကိုကြိုက်တာ ခါလေးလည်း30ပဲရသေးတယ်ဒီနဲ့ထည့်ကြိုးစားအောင် နောက်ဆိုဒေါ်လာ3သိန်းလောက်ရမှာတဲ့ထုတ်သေးဦးနော်ကဲအဲ့တော့ နောက်တစ်ခေါ်လိုက်ဟုတ်ပါ လာကိုပန်းညောလား ဒီလား ပန်းညောလား ဟုတ်ပါပြီရပါပြီမင်းသားနဲ့မညက်ရပါပြီပြည့်ရပါပြီလို့မင်းတို့လည်းပူအောင်ပါဒီလိုလိုလည်းမဟုတ်ဘူး လေးရောက်ပြီ ဟုတ်ပြီပြီလား ပြကြပြကြရနော် ရပြီရပြီနမတော်ရေ ဟုတ်လေ အဓိကစကားပါပြီးတော့မဟုတ်လားချစ်လိုက်နမတော်ရေနော် စကား ကြီးကိုပြန်ချစ်ပါ ဒီမှာတော့မချစ်နိုင်ပါဘူးရေဘာလို့ အမလေးမောင်ကြီးကိုမချစ်နိုင်ဘူးလေ ရပြီ ကောင်းတယ် ကောင်းတော့ ဟုတ်တယ် အဲ့ဒါဦးနေနေကြမ်းလာကြလာရောက်တဲ့ကြားလာလာတို့လာပြီ ဒီနေ့တရားပါလေတရားတရားပဲတရားပဲ ဟမ်ဘောကဖိုင်တယ်တို့လည်းတော်တော်ပုံနေရမှာဟုတ်လားတော်တော်လူကြတော့နေရမှာအဲ့တော့မပြောင်းရိုက်ရဆိုပြည့်စုံတာပဲဟုတ်ကဲ့ပြောနော်မျိုးဆောင်ကမီးပွားလေးတွေဗာလေးမီးပွားလေးတွေဘယ်ရက်ခတ်ပြီးထွန်းတောက်လာအဲ့နော်ဘိုးဆိုတော်တော်လူကြတော့နေရမှာအခုဒရမာတွေဟာတာတွေအလွမ်းတွေအကုန်လုံးတက်နေတယ်အဲ့ဒါနော်ဟုတ်ပြီနော်အဲ့တော့ပြောရင်တော့နော်ကျွန်တော်တို့တော့ကြည့်ရမယ်နော်ဟုတ်ပြီဟုတ်ပြီရမယ်နော်မရေနော်ပြောမယ်အော်နေအောင်လို့ဒီမှာတော့ကြည့်ကြရဘယ်လိုဖြစ်နေလဲနားတော့ဟုတ်ကဲ့ဟုတ်တယ်နားလေး ဩဒီအိကျလည်းဘလို့လေးဖြစ်နေပြီအဲ့ဒါငါလည်းပဲမညာလေးလို့ပြောတယ် တို့တရားပြမှာတရားကြီးနော်မရေမောင်းအောင်ရဲရှိတယ်မောင်းရှိကိုတက်ခံပါအောင်မရေ ဒီလိုကောင်းမျိုးငါချိတ်เสียလားနိုးပါ ရှားပါတယ်ကျွန်တော်နားလေလိုက်အဲ့တော့ပဲရရင်နော်ဟုတ်ကဲ့ပြောမယ်နော်ဟုတ်ပြီရေးစားပြောမယ်နော်ကျွန်တော်ပြောကျွန်တော်ပြသမယ်5 4 3 2 1 action ဟ
哦呀呀呀！没啥也唱了要着没？我没读的，没读的，教育的。不然这下对了，没没，快过去玩，安心。နောက်မှအိမ်မှာအေးစုခေါ်တင်ပေးမယ်နော်ကြရပြီကျွန်တော်တော်ကောင်းအဲ့တော့သမီးလားဘူးကမမနေရတဲ့ဥစ္စာကိုဒီဟာပြောလိုက်မယ်ပြီးဟုတ်ပါ ကဲအားလုံးရတော့နော်ပြန်တော့ဟိုကဘသူပဲဖြစ်ဖြစ်စိတ်နှောင်းသားထဲမှာချစ်သူဆိုရင်ချစ်သူလို့စိတ်လေးသွင်းရမယ်နော်အဲ့ဒါမှတော့မှုဝင်မှာပေါ့နားလေနော်မင်းနားလေနော်နားလေပါလေခင်ဗျာ ပေါ်ပြီးတော့မှားတာကဲအားလုံးကြည့်ပါမိုင်းမောင်ရဲချစ်တယ်မိုင်းမောင်ချစ်ကိုလက်ခံမှာမိုင်းနော် 你老公说俺现在吃谁啦？吃不吃买不？ ဟဲ့ဟိုမှာတော့ပါညပါဦးလေ 哎，俺弄烧水的。 နင်မင်းညာကိုတူးနေလို့နေတာ ဘာလာလို့ဘာ ကဲ 下最高了。 ဟောကောင်းတယ်သမီးရဲ့တို့ 我也是老乡嘛。 顺便啦 ကဲစမသမီးလား အိုက်ကတော့ဘာလို့လဲစနေအိုက်မိုင်းမောင်ရဲချစ်တယ်မိုင်းဟမ်မောင်ရဲချစ်တယ်ဩငါတို့ဒီမားကုန်ပြီတဲ့ပြောမယ်ကွာမင်းတို့လည်းတို့ဒီကိုမားကုန်ပြီမိုင်းမောင်ရဲချစ်တယ်မောင်ရဲချစ်ကိုတက်ခံမှာမိုင်း 出来两个人啊！你呀，你呀嘛，那没得呀？妈耶，毛爷吃的，那看你爸妈耶，喏啊，那个路有，我吃谁啦？有过啊，妈妈的，没动，这哪里？ အေးကောင်းပြီ 哎，不错。啊，对了吧， အဲ့နာမည်ပြောင်းလိုက်တော့မဲမဲတုံးလို့ ကဲအဲ့တော့စက်နိုင်နဲ့ထိုးပြီဆိုတော့အားလုံးထမင်းသားလာကြမယ်ကဲတက်တာနော်没有那个，再来讲。 ကလေးဝေထားရနော် သွား ဟုတ်တော့မင်းနာမ တချို့လူတွေကငွေအဲ့လောက်မရသေးဘူးကွာတချို့တွေကတော့ဟုတ်နေပြီငါတို့သူတို့စီကခေါင်းမဖြတ်ထားတာတွေအစီပြေးရလားဟောလေအကောင့်ဖွင့်ထားတာတွေဟာပတ်စံပေးတာနှုတ်တာတွေတို့သိလား ဟောမရေသူတို့ကဝင်ငွေပဲရှိတာပါ$1ဘယ်လောက်တောင်တန်မလို့သိကြမို့ကျွန်တော်ပေးတယ်လို့သူတို့ရမှာပါမရေမကြမြင့်မှတ်တာလောကမှာလူကုန်မအလူအားမကုန်ဘူးဒီလိုအယူတွေရှိလို့ကျွန်တော်နှစ်ယောက်ချမ်းသာတာဗော အဲ့ဒါတော့ဟုတ်တယ်သူတို့ရှိလို့ငါတို့ YouTube channel ထောင်ဖို့လည်းအကြံရသွားတာပြီးတော့ဒီကဝင်ငွေတွေဘယ်လောက်ရလဲဆိုတာလေသူတို့သိတာပေါ့ အခုဆိုကျွန်တော်တို့ ပဲကြိုင်ထားမလား ဟုတ်တယ်လေမရေအခုကျွန်တော်တို့အခုအဲ့ဒါမင်းသူတို့ကိုပေးတယ်လို့ပဲသူတို့ရမှာမရေ$900ဝင်တယ်$200 300ဝင်တယ်သူတို့ဘတ်ထဲမှာပဲရှိတာ$1ဘယ်လောက်တောင်တန်မလို့သိကြမှာ အဲ့ဒါထောင်ဝင်လေဆိုသူဝင်ငွေမနေဘူးပဲဒါငါတို့ဖြတ်ထားမနေဘူးနော် ဒါအောင်ကျွန်တော်400လောက်ဖြတ်ထားသေးတယ်မရေ အဲ့ဒီခွတော့၄တောင်တော့လောက်ပါဟဲ့နေရလဲ ဟိုကိုတမတယောက်နဲ့မာဘာတယောက်နဲ့မာတော့အဲ့တော့ဘယ်လိုဖြစ်ဖြစ်သူတို့ရှိလို့ကျွန်တော်တို့ချမ်းသာတယ်အခုကျွန်တော်ပြန်ကားတွေနဲ့တိုက်တွေကားတွေနဲ့အဆင်ပြေနေပြီလေမရေအဲ့တော့ဘယ်လိုဖြစ်ဖြစ်ဒီယူတွေရှင်ကပတ်တော့ကျွန်တော်တို့ချမ်းသာနေမှာဟုတ်တယ်မလား နောက်လူတွေခက်ချခိုင်းလိုက် ဒါရောမိုင်ဒါထွေးဖြစ်နေသူ့ကိုတင်းတင်းကြားသွားလိမ့်မယ်ဟုတ်တယ်မလားဟုတ်ကဲ့ရိုက်ရအောင်မလို့ဘူးဗျာ ဟာကြက်မရိုက်ဘူးရရိုက်ဘူးဒီနေ့ကစားပြီးမရိုက်တော့ဘူးမှန်တယ် ဒီမှာဒရမာကြီးပြင်ပေးလိုက်ရိုက်ကြမယ် ဟာတော့မမလို့မင်းငါတို့ဘောမှာခေါင်းပုံဖြတ်ထားတဲ့ကိစ္စတွေအကုန်လုံးငါတို့သိသွားပြီဟုတ်ကဲ့မင်းကွာလောက်ရတဲ့သိဟာ ဟောနားကြတော့ သူ လေ တို့ကတော့ဒစိမ့်မို့လို့ထားလိုက်တော့ငါမင်းတကယ်ချင်းရေးလေကွာမင်းငါ့ဘောကခေါင်းပုံဖြတ်ရတယ်ဟဲ့ မဖြစ်ပါဘူးမဖြစ်ပါဘူး မမနေရတယ် ဘာဘာဘူးကြောင်ကိုကြားရတာဟဲ့ငါနားနဲ့စက်တားခဲ့တာ မေးပြောလိုက် ညီရပြောတယ်ငါတို့ပြောလေအားရတဲ့အလုံးကြီးတဲ့အလုံးကောင်းနေရှင်းနေတဲ့ဘလို့ဟုတ်တယ်သူတို့ကြီးကပတ်စံငါတို့ကြီးနေပတ်စံနေဖြတ်စားထားတာမသိစေနဲ့တဲ့အဲ့ဒါတို့တိုက်တွေကားတွေနဲ့ဝင်နိုင်တာတဲ့ မဟုတ်ပါဘူးဒီနားထဲမှာပါ အားမဘူးငါလည်းကြားတာကဲမဟုတ်ဘူးလားပြောတာနေတော့ဘာမှကားတွေဝယ်စီးလိုက်တိုက်တွေဝယ်လိုက်နဲ့
မင်းတို့ဘယ်လိုပြောမလဲအဲ့ဒါ မဟုတ်ပါဘူးအញ្ញနေအထင်မှားနေရပါ အသေးပါလားမဟုတ်ဘူးငါတို့ဆိုင်ကိုလုံးမင်းတို့ခေါင်းကုန်ပြတ်လာတာညားပါပြီအဲ့တော့မင်းတို့ပိုင်ဆိုင်မှုရှိတဲ့အရာအားလုံးမင်းရဲ့တိုက်ကြီးလည်းသိမ့်မယ်ကားကြီးလည်းသိမ့်မယ်မင်းပိုင်ဆိုင်မှုတွေအကုန်သိမ့်မယ်ကွာ ဟောကိုရဲ့ကျွန်တော်ရဲ့ပိုင်တယ်မှုတော့မသိမ်းပါနဲ့မသိမ်းပါနဲ့တော့ကျွန်တော်မှပဲသိမ်းတာကိုရဲ့ ပါ